အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ချင်းမိတ်ဆွေတွေကိုကျွန်တော်ချက်ဒီ aircon ပေါ့နော်ကျွန်တော်ဒီ aircon ဘာကြောင့်မအေးလဲဆိုတော့အကြောင်းရင်းလေးပေါ့နော်နည်းနည်းအချင်းချုပ်ရှင်းပြပါမယ်နော်နောက်တစ်ခုညီတယောက်မေးထားလည်းရှိရပါတော့ကျွန်တော်ဒီပန်းကားလေမှုတ်လေထွက်လာလိုက်ရက်သွားလိုက်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေအောင်တော့အဲ့တော့ဒီကောင်ဒါ customer တယောက်ရဲ့ဥစ္စာပေါ့နော် aircon ဒီကောင်က Daikin ပေါ့နော် Daikin တကောင်အောင်ပေါ့ okay ကျွန်တော်တကောင်ကိုကျွန်တော် service တွားလုပ်တယ်ပေါ့နော် service လုပ်ဖို့ဆိုရင်ကျွန်တော်ဒီမှာစားစီဖြုတ်ပြီးတော့မှကျွန်တော်ဆေးကြောပြီးသွားပြီပေါ့နော်ဒါသူအတွင်းရကောင်ပေါ့နော်အတွင်းရကောင်ဒီကောင်ဆေးပြီးသွားပြီပေါ့ okay နော် customer ကျွန်တော်မေးကြည့်တယ်ဒီကောင် service မလုပ်တာဘယ်လောက်ကြာပြီလဲပေါ့နော်ကျွန်တော်ဒီကောင်မဆေးခင်မှာကျွန်တော်ပထမတော့ကျွန်တော်ပြမလို့ကျွန်တော်နည်းအချိန်မရလိုက်လို့ပေါ့နော်ဒီကောင်မှာတခါဖုန်တွေပိတ်ပြီးတော့ကြီးပိတ်နေပေါ့နော်လုံးဝသူကပန်းကဘလောက်ကြီးပဲလေယာကောင်းနေပါစေသူလေမထွက်တော့ဘူးပေါ့ပြောမစွဲနောက်ပြီးတော့ကျွန်တော်တို့ aircon တွေကသူ့ရဲ့ပုံမှန်ကကျွန်တော်ဒီ service လုပ်ရတာ6လတစ်ကြိမ်လုပ်ရတယ်ဗျ6လတစ်ကြိမ်လုပ်ရတယ်ဒါပေမဲ့ပိတ်ဆုံးတော်တော်များများတစ်နှစ်တစ်ကြိမ်လုပ်တာပေါ့နော်တစ်နှစ်တစ်ကြိမ်လုပ်လိုက်ရတယ်မရအောင်မဟုတ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ကျွန်တော်ဒီမှာပန်ကားတွေမှာဖုံမရှိတာတော့ဘာလို့ဆိုလို့ရှိရင်ပြဿနာမရှိဘူးပေါ့နော်ကျွန်တော် indoor ထဲမှာဖြစ် outdoor မှာဖြစ်ကျွန်တော်ကြည့်လိုက်ပေါ့နော်နေကျင်းလေးရှိရဆိုဒါတိတ်ပြဿနာတော့မရှိဘူးပေါ့နော်တစ်နှစ်တစ်ကြိမ်လုပ်လို့ရတယ်တချို့ကျတော့တစ်နှစ်တစ်ကြိမ်တော့မလုပ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် customer မေးကြည့်တယ်သူကဒီခေါ်2နှစ်ကျော်သွားပြီသူက service မလုပ်ဘူး2နှစ်ကျော်ရ service မလုပ်ဆိုတော့သူကဒီမှာလာပြီးတော့မှကြီးတွေရန်ပိတ်နေတယ်ပေါ့နော်အဲ့တော့သူကကျွန်တော် aircon မျိုးစားဘလောက်ကြီးပဲဘလောက်ပဲကောင်းနေပါသေးပေါ့နော်ဒါဆိုလို့ရှိရင်ဒါ Daikin ပေါ့နော် Daikin မျိုးစားကောင်းဆုံးပေါ့နော်ဒီကောင်လေးမျိုးစားဘလောက်ကြီးပဲကောင်းနေပါသေးကျွန်တော်ဆိုလို့ရှိရင်ဒီကောင်တွေက fan တွေမခံနိုင်ဘူးပေါ့နော်ပြောမှဆိုလို့ရှိရင်ဒီ fan အခုဆိုလို့ရှိရင်ဒါအခုဆိုရင်ကျွန်တော်ဒါစားပစ်လုပ်ပြီးသွားပြီစေးကြောပြီးသွားပြီပေါ့နော်စေးကြောပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ fan ကိုကျွန်တော်လဲမှာပေါ့နော်သူ့ရဲ့ fan ဒီမှာပေါ့နော်ဒီကော fan တစ်ပေါ့နော်ကျွန်တော်ဒီ fan လဲတဲ့ခါကျလို့ရှိရင်ကျွန်တော်ဒီ one set လဲပေါ့နော်ကျွန်တော်ဒီသူ့ဘေးမှာရှိရကျွန်တော်ဒီမှာကြည့်ဒီခေါင်းလေးကိုဘာရိန် mountain လို့ခေါ်တယ်နော်ဘာရိန် mountain plate လို့ခေါ်တယ်နော်ဒီကောင်လေးကိုပါတစ်ခါလေးဖြုတ်လဲပေါ့နော်လဲမယ်ဆိုလို့ရှိရင် one set လဲလိုက်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပန်ကလဲတယ်ပေါ့နော်ဒီမှာကြည့်ကျွန်တော်ဒီပန်က fan motor လဲတယ်လဲပြီးတော့ကျွန်တော်ဒီကောင်လေးကိုမလဲဘူးမလဲဘဲနဲ့ကျွန်တော်ပြန်သုံးတယ်ဆိုလို့ရှိရင်မရဘူးတော့မဟုတ်ရတယ်ဒါပေမဲ့အခု fan motor ကောင်းပြီးတော့ဒီကောင်လေးကြောင့်အဲ့ fan motor ပြတ်တတ်တယ်ပေါ့နော်ဒီ fan motor ပြတ်တတ်တယ်ဒီဘာရင်းမကောင်းလို့ရှိလို့ရှိရင်ဒီဘာရင်းကြောင့် fan motor ဘယ်လောက်ကြီးပဲတစ်နေပါလေ fan motor ပြတ်တတ်တယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်လဲမယ်ဆိုလို့ရှိရင်ကျွန်တော်က one set တစ်စုံလုံးလဲလိုက်တာကောင်းဆုံးပါပေါ့နော်ဒါလေးကဘာမှဈေးမရှိတဲ့အတွက်အများစုကတချို့ကဒီကောင်လေးမလဲပဲနဲ့ပြန်တက်ပေးလိုက်လေးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးလဲပြီးတော့ကောင်းတယ်ပေါ့နော်ဒီကောင်လေးဒီမှာကြည့်သူ့ရဲ့နာမည်ခေါ်တယ်မှာရှိတယ်နော်ဘာရိန် mountain ပေါ့နော်ဒီကောင် plate okay ကျွန်တော်ဆိုရင်ဒါ one set လဲပြီးပေါ့နော်ဒီကောင်နှစ်ခုလုံးကျွန်တော်တစ်ချက်လဲပြီးတစ်ခါလေးလဲပြီးလိုက်စားပစ်မလုပ်တဲ့ပြဿနာကြောင့်ကျွန်တော်တို့ကစားပစ်ခေါ်လို့ရှိရင်ကျွန်တော်တစ်နေ့မှတစ်ချိန်စားပစ်လုပ်တာကျွန်တော်စေးကြောရတယ်ပေါ့နော်စေးကြောပြရတယ်တကယ်လို့သူများမခေါ်ချင်ဘူးဆိုရင်လည်းကိုယ့်ဘာသာကိုဒီအကောင်လေးတွေကိုကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ British စုတ်တန်လေးရှိရပေါ့နော်ဒီကောင်လေးတွေနဲ့ဒီမှာဖုံတွေကိုကျွန်တော်ခွန့်ကိုရှင်းပြလို့ရတယ်ပေါ့နော်ဒီကောင်တကယ်လို့ဖွင့်တတ်တယ်ဆိုလို့ရှိရင်ခွန့်ကိုရှင်းပြလို့ရတယ်ဒီမှာဖုံမရှိဘူးဆိုလို့ရှိရင်တော့တိတ်ပြဿနာမရှိဘူးပေါ့နော်ဒီမှာဖုံတွေကတ်ပြီးလို့ရှိရင်ကျွန်တော် fan motor တွေပြတ်တတ်တယ်အဲအကြောင်းမလို့တစ်နေ့တစ်ချိန်တော့ service လုပ်တင်တယ်ပေါ့နော်ဒီကောင်ဆိုဒါနေချင်းမဖြစ်တယ်လို့ပြောရမှာနော်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ဒါဆိုဒါ indoor ကျွန်တော် outdoor compressor ပါပြတ်တတ်တယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီဖုန်းကြောင့်သူကလေမထွက်တော့ဘဲနဲ့ကျွန်တော်ဒီ aircon နဲ့သူ auto လွတ်လွတ်တက်ကောင်နေနော်သူချိန်တန်ရက်မယ်အေးလို့ရှိရင်ရက်သွားမယ်ဒီ sensor နဲ့လွတ်လွတ်တက်ဟာလေအဲ့တော့ဒီကောင်နေအဲ့လိုမျိုးကျွန်တော်စားပေးလို့ရှိရင်ကျွန်တော် indoor outdoor ကုန်စီးရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒီကောင်လေးကအဲ့တော့တစ်နေ့တစ်ချိန်ပုံမှန်လေးလုပ်ပေါ့နော်စားပေးကတော့ပတ်စံနည်းနည်းလေးကုန်မနေအောင်အများကြီးကုန်မှာပေါ့နော်ပြောမယ်ဆိုရင်ဒီကောင်ဆိုဒါ outdoor မလောင်သေးဘူးပေါ့နော်
တော့အော်တိုပါလောင်တတ်တယ်ပြောမယ်ဆိုလို့ရှိရင်အော်တိုပန်ကာပဲဖြစ်ကွန်ပရက်ဆာပဲဖြစ်ဖြစ်အော်တိုပဲလည်းလောင်တတ်တယ်ပေါ့နော်ဒီကောင်လေးလဲတာကျွန်တော်မခတ်ပါဘူးเนาะခက်ခဲမရှိပါဘူးပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တက်ပြီးသွားပြီပေါ့နော်ဒီကောင်ဒါတက်ပြီးသွားပြီဒီကောင်မတက်ခင်ရဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒါအတန်လဲထွက်နေရပေါ့နော်โอเคဒီနေ့တော့ဒီလောက်ပါပဲเนาะအားလုံးပဲ goodbye